Hello bro ကျွန်တော်ကလည်းမှာ bro ဒီနေ့တော့ကျွန်တော်ရဲ့တူတူ GTA 5 ထဲမှာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေကိုချိုးလိုက်ကြစို့ဗျာHi ပြောနာဟုတ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ GTA 5 ထဲမှာကျွန်တော်ညီလေး3ရဲ့ Jerry ရဲ့ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေကိုအပျော်တမ်းချိုးတော်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့bro မိကုန်းတစ်ခုမေးမယ်ဗျာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာအယိုးဘယ်နှယိုးရှိလဲဒီမေးခွန်းကိုဖြေပါGoogle ကိုသွားပြီးတော့ like မရှာနဲ့เนาะ Okay chat GPT ကိုလည်းမမေးပါနဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာအယိုးတွေဘယ်နှယိုးရှိလဲပေါ့အဲ့မေးခွန်းရဲ့အဖြေကို comment section မှာဖြေခဲ့ပေးပါဦးခင်ဗျာကဲပြောနေကြပါဗျာကျွန်တော်တို့တူအယိုးတွေကိုချိုးလိုက်ကြစို့ဗျာ let's go ကဲအယိုးချိုးပြိုင်ပွဲစတင်ပါပြီခင်ဗျာကဲအဲ့ရောရအောင်တော့ Jerry မင်းတို့ကနေအယိုးတွေချိုးဖို့အတွက်မင်းတို့ ready ဖြစ်ပြီလားကွာဘရိုလေးတကယ်ပြောနေရလားဗျာစနေရလားဟမ်ဘလို့ကြီးလဲကျွန်တော်တို့ခန္ဓာကိုယ်တွေကနေအယိုးတွေချိုးมาတော့ကျွန်တော်တို့တည်သွားမှာပေါ့ဗျာအေးကွာမင်းတို့ပဲအိမ်အလုပ်တွေလုပ်ရလို့ပင်မနေရဆိုအဲ့တော့ပင်မနေရဆိုတော့မင်းတို့ကောင်းနေအယိုးလေးနည်းနည်းလောက်ချိုးလိုက်မယ်ဆိုရင်မင်းတို့အဲ့ပင်မနာတွေတက်တာသွားလိမ့်မယ်ကွာတကယ်ပြောတာကွာကဲကွာပြောနေရကြရကွာကဲအဲ့တော့ bro ဒါကတော့ကျွန်တော်တို့ဒီ Los Santos မြို့ရဲ့အမြင့်ဆုံးဘန်ကြီးပဲဖြစ်ပါရင်တော့တိုက်ကြီးပေါ့ဗျာအဲ့တော့ဒီတိုက်ရဲ့အထက်ကကျွန်တော်တို့အထက်ပေါင်း69တက်လောက်ရှိရဗျအဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီအမြင့်ဆုံးဒီဘန်တိုက်ကြီးပေါ်ကနေကျွန်တော်ခုံချပြီးတော့ကျွန်တော်ရဲ့အယိုးဘယ်နဲ့ယိုးကျိုးမလဲဆိုတာကျွန်တော်တို့စမ်းသပ်သွားမှာဖြစ်ပါတယ်ခင်ဗျာကဲတော့ကျွန်တော်ကအရင်ဆုံးခုံချပြီးတော့အယိုးချိုးမယ်နော်ပြီးမှမင်းတို့ကောင်တွေငါနောက်ကလိုက်ပြီးအယိုးချိုးဟောပြီလားကဲကွာပြောနေရကြာရကွာကဲဘောမှာတခါမှမလုပ်ဘူးတဲ့အရာတွေကိုကျွန်တော်စွန်းစွန်းစားစားလုပ်မယ်နော်ကဲ ready 3 2အလွေလာပြီအော်အေးပါကွာခုံချလေကွာမင်းရလေ alright ဒီတော့အပေါ်ပြန်တက်လာအောင်မယ် ready 3 2 1 oh my god oh bro ပြုတ်ကြသွားပြီကဲဘယ်နေရိုးကျိုးမလဲဆိုတော့ကြည့်ကြသေးရပေါ့အောင်မလေးကဲကြပါဦးဟေးကျိုးပြီဟေး oh my god 156ရိုးတယ် oh my god broကျွန်တော်ဒီအမြင့်ဆုံးတိုက်ပေါ်ကနေခုံချလိုက်တဲ့ကျွန်တော်ရိုးပေါင်း156ရိုးကျိုးသွားပါပြီခင်ဗျာအဲ့တော့ဘာရိုးတွေချိုးလဲဆိုတော့ကျွန်တော်လည်းတေချာတော့မသိပေါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေကတော့ကုန်ကျိုးသွားပဲခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေတော့ကျိုးလို့ရတယ်ဒါပေမဲ့ကျိုးလို့မရတဲ့အယိုးတစ်ယိုးတော့ရှိရဟေးအဲ့ဒါတော့ကျွန်တော်မပြောတော့ပါဘူးဘယ်လိုသိပါရဲ့နော်အဲ့အယိုးကျိုးသွားရင်ကျွန်တော်ချက်ချင်းသိသွားရင် okay ဟေးဘာရိုးလဲဆိုတော့ဘယ်လိုသိရနော်တူကဲရောကျွန်တော်အယိုးတွေချိုးပြီးသွားပြီဆိုတော့ကဲတော့ Jerry မင်းတို့ပေါ်ကနေခုံချခဲ့တော့ကွာဒီကောင်တွေမခုံချရဘူးဆိုတော့ကျွန်တော်သိနေတယ်ဒီကောင်တွေငကြောက်တွေနေုံတော့တွန်းရ Jerry ကကြောင်နဲ့ကြွနော်အဲ့တော့ဒီကြောင်နဲ့ကြွရဲ့အယိုးကလူတွေထက်တောင်ပို့ပြီးတော့များတယ်ဘယ်လိုသိကြလားသိလားတရိစံတွေရဲ့အယိုးကကျွန်တော်တို့လူတွေအယိုးထက်ပို့ပြီးတော့များတယ်ဗျာနော်အဲ့တော့သူတို့လွယ်လွယ်နဲ့တော့သိမှာမဟုတ်နောက်ပြီးတော့လူတွေရဲ့ကျွန်တော်တခါလေးပြောလိုက်အောင်မယ်ကျွန်တော်တို့ခံမန်းမီတလောက်ကတော့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာအယိုးကကျွန်တော်200ကျော်လားမသိဘူးရှိရဗျာနော်200ကိုမကျော်သေးကျွန်တော်လုံးဝမသိဘူးဗျာနော် alright တုံးရရွေခုံချတဲ့ကြော်ရေငါအောက်မှာစောင့်နေပြီကွာဟဲ့ Jerry မင်းရင်ခုံချကွာငါကြောက်တယ်ကွာကွာတုံးရမင်းကအကြီးလေကွာမင်းရင်ခုံချသမားကွာငါလည်းမခုံချရဲဘူးငါလည်းမခုံချရဲဘူးကွာ Jerry ကကွာ bro လွင်ရ bro လွင်ဒီနေ့ဘာတွေများစိတ်ဖောက်သွားနေမသိပါဘူးကွာနော်ရောက်ကိုခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးကိုချိုးရတယ်ကွာနော်ငါကြားတော့မကြားဘူးကွာနော်ငါကျွန်တော် bro လွင်ကောက်သွားပြီတင်တယ်ကွာနော်ဟဲ့အောင်နေတုံးရကျွေးငါအောက်မှာစောင့်နေရဲကွာခုံချခဲ့တော့လေကွာအေးပါကွာ bro လွင်ရတော့ကွာရောက်ရေးဟောပြီးအဲ့ဒါဆိုလည်းငါအရင်ဆုံးခုံချလိုက်ပဲကွာဘာဖြစ်ကွာငါကြောင်ဆိုတော့လွယ်နဲ့တော့ဘာမှမဖြစ်လာဘူးကွာလေးပေါ်မှာတော့မှအသာလေးပေါ်ပါပြီးတော့ပြန်နိုင်နေကွာကဲရောက် Jerry ဘေးဖက်နေနော် ready 3 2 1 bro လေးကျွန်တော်လာပြီပြောကြောမလေးဗျာကဲကြပါဦး bro လေး let's go ရိုးရီချိုးမယ်တေးပါပြီဗျာအောင်မလေးဟာရောက်ရေး82ရိုးတယ် bro လေးကျွန်တော်အယိုး82ရိုးကျိုးသွားပြီဗျာ Jerry ဘာလုပ်နေရလဲကွာခုံချခဲ့ရောလေကွာမင်းမဲကြံတော့တာကွာ Jerry ဟာရောငါကြောက်ပါလေစုံမကွာ bro လွင်ရတော့ကဲကွာဘာဖြစ်ကွာ bro လေးခုံချခိုင်းမှာတော့လေငါလည်းခုံချမှာပေါ့ကွာ ready 3 2 1 bro လေးကျွန်တော်လာပြီပြောကြာအောင်မလေးဗျအေးပါကွာရေးတဲ့တင်နေတဲ့ပြန်တဲ့ရှာ bro လေးကျွန်တော်လာပြီနော် oh my god ရောအမြင်ကြီးပဲကွာဖြစ်ကွာမောင်မချစ်လာပြီဘရိုလွေကျွန်တော်လာပြီကျိုးနေတာကျိုးကွာအောင်မလေးပြသေးပါပြီအောင်မလေးပြဟေးအောင်82ရိုးတယ်ဘရိုလွေကျွန်တော်ရိုး82ရိုးကျိုးသွားပြီဗျဘရိုလွေoh my god ဘရိုလွေရောဘယ်နှရိုးကျိုးလာလဲဗျ300ရမင်းရောဘယ်နှရိုးကျိုးသွားလဲ
အိုးအဲ့ဆိုရင်ဒီပွဲမှာငါနိုင်သွားပြီကွာငါ100ကျော်เนาะအယိုးပေါင်း100ကျော်ကို156ရိုးလားမသိဘူးမိတောင်ဟုတ်တယ်အဲ့တော့ဒီပွဲမှာမင်းတို့ရှုံးသွားရင်နော်မင်းတို့ကဗာလဲ80ကျော်လေးပဲရှိတာကွာအဲ့တော့ပွဲကတော့အဲ့လိုမျိုးအယိုးကိုအများဆုံးချိုးနိုင်တဲ့လူကဒီပွဲမှာနိုင်ရရှိရနော်โอเคအဲ့ဆိုဘရလေးကျွန်တော်တို့ရှုံးသွားပြီပေါ့နေအောင်မင်းတို့မရှုံးသေးပါဘူးကွာဒါကခုမှအစပဲရှိသေးတယ်ကွာဒီထက်ကျန်းတာကြီးလာအောင်ပါကွာကဲရောလားငါတို့သွားကြစို့ကွာ bro လေးဘယ်ကိုသွားမှာလဲဗျာဘယ်ကိုသွားမှာလဲဆိုတော့ငါတို့ဒီမျိုးရဲ့အမြင့်ဆုံးတိုက်ကြီးပေါ်ကနေခုံချပြီးသွားပြီဆိုတော့ငါတို့ဒီမျိုးရဲ့အမြင့်ဆုံးတောင်ပေါ်ကနေသွားပြီးတော့ခုံချလိုက်ကြစို့ကွာ let's go ဗျာဘလို့ bro လေးဒီတောင်ပေါ်ကြီးကနေခုံချမယ်ဟလားအေးကွာဟုတ်တယ်ကွာဘာဖြစ်လို့လဲကွာမင်းရလဲကွာခုနတိုက်အမြင့်ကြီးပေါ်ကနေတောင်ခုံချပြီးရဲလေကွာမင်းရလဲဒီတောင်ကအဲ့လောက်ထိမမြင့်ပါဘူးကွာဟာလားဆို bro လေးပဲခုံချလိုက်တော့ဗျာကျွန်တော်တို့ခုံမချရဲဘူးဒီတကောက်တော့ကျွန်တော်ဒီတကောက်တော့ခုံချကျွန်တော်တို့သေသွားနိုင်မယ်ဗျာကွာမင်းရလဲကွာမကြောက်ပါနဲ့ကွာအေးအောင်မင်းတို့ရဲ့ခနာကိုယ်ရဲ့အယိုးတွေကငါရဲ့ခနာကိုယ်ရဲ့အယိုးတွေတက်တော့ပို့ပြီးတော့များသေးတယ်ကွာနော်မင်းတို့အယိုးတွေအကုန်မကျိုးနေတဲ့၍မင်းတို့ဘာမှမဖြစ်ဘူးโอเคငါတော့မှအယိုးတွေအများကြီးကြံသေးတယ်ကွာနော်အဲ့တော့ခုနတစ်ခေါက်တော့ငါတို့အမြင့်ဆုံးတိုက်ပေါ်နဲ့ခုံချပြီးတော့ဆိုတော့လားအမြင့်ဆုံးငါတို့တောင်ပေါ်နဲ့ခုံချလိုက်ကြစို့ကဲဘေးပဲတော့ကျော်ကြီးနော်မခုံချရုံဆိုရင်ဆရာကြီးငါခုံချပြမယ်ကွာโอเคဒါနဲ့ခုံမချခင်ဘရိုဒီဗီဒီယိုလေးကို like လေးကြောက်ချက်လောက်နှိပ်ခဲ့ပြီးအောင်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ပထမဆုံး GTA 5ကိုကျွန်တော်ရဲ့မျက်နှာပြပြီးတော့ဆော့ရပါပေါ့ဗျာဒါလေးကတော့ GTA 5 gameplay လေးပဲဖြစ်ပါတယ်နော်3 2 1ကျိုးပါပြီ oh my god ကျိုးပြီ hey ကျိုးပြီ oh my god ရိုးရကျိုးပြီ oh လောက်တာကြာတာအောင်ရောက်မရသေးဘူး oh my god ဒီလောက်နဲ့မရသေးဘူးOh my god နေထက်ချိုးမယ်ကျိုးစမ်းကွာကျိုးโอเคအဲ့လို yes ကျိုးတာထက်ချိုး okay let's go ကြာတာ oh my god ကျိုးပြီ hey oh ရောက်ဟေးထက်ချိုးဟိုမှာ100ကျော်လေးပဲရှိသေးတယ်လောက်တာ oh my god oh let's go bro ကျွန်တော်တစ်ချက်ချိုးလိုက်တော့ oh my god ကျွန်တော်ရဲ့ယူရီစမ်းမပြတ်ချိုးနေတာတွေ့လား oh nice let's go 200ကျော်ဆိုရင် nice let's go 200ကျော်လိုက်ပါတော့ကွာ180ကျော်ရှိသေးတယ်လောက်ပါ oh my god ကျိုးလိုက်တော့ okay ကဲပါပြီဗျာ198ရိုးပေါ့နော်ထပ်ပြီးတော့ချိုးလာမယ်ကွာရော့ကွာလောက်ချော်လဲစမ်း200ကျော် okay အိုးကျိုးလိုက်တော့ yes 200ကျော်သွားပြီ oh my god 206ရိုးတယ် bro okay အဲ့တော့ကျွန်တော်ဒီအမြင့်ဆုံးတောင်ထိပ်ပေါ်ကနေကျွန်တော်ခုံချလိုက်တာကျွန်တော်ရဲ့ရိုးပေါင်း206ရိုးပေါ့နော်ချိုးနိုင်ခဲ့ပြီပေါ့ဗျာအဲ့တော့300ကျော်ကြီးခုံစင်းခဲ့လေကွာဒီတော့ကောင်ကြီးကြောက်မနေနဲ့ကွာဟေး300ကျော်ကြီးဒီကောင်ကြီးမချိုးရဲဘူးတင်နေဗျာနော်ဒီလောက်ကွာရိုးချိုးတာပုံပြီးတော့ပြောစရာကောင်းတာနော်အဲ့ဒါမှညောင်းပြေသွားပြီအမလီ okay ကဲရောက်300ကျော်ကြီးမင်းတို့ကလေးပဲကွာအဲ့တော့ဘယ်လိုအရင်ဆုံးခုံချမှာလဲ bro လေးကျွန်တော်တော့မခုံချရဲတော့ဘူးဗျာကြောက်လာပြီ bro လေးဟုတ်တယ် bro လေးကျွန်တော်ရောပဲဗျာ bro လေးရမလုပ်ပါနဲ့တော့ဗျာ bro လေးရကွာမင်းကလည်းပြောစရာကောင်းပါတယ်ကွာနော်ဟေးရိုးချိုးရလေမင်း9000ညောင်းပြေသွားပြီကွာဟုတ်ပါကွာမင်းတို့2ယောက်ထဲတယောက်ကတော့ခုံချလိုက်စမ်းပါကွာအဲ့တော့ဂျယ်ရီခုံမချရဲဘူးဆိုရင်တော့မင်းကအကြီးဆိုမင်းခုံချလိုက်စမ်းပါကွာလောက်ပါကွာနော်ရငါကတော့ရိုးဘယ်လောက်လဲ206ရိုးလားမသိဘူးငါချိုးနိုင်ခဲ့ပြီကွာဒါတော့ငါရဲ့စံချိန်အစ်စ်နော်မင်းဒီစံချိန်ကိုချိုးနိုင်တော့မင်းဆရာကြီးပဲကွာတကယ်တော့မင်းခုံချမယ်ဆိုငါမင်းကိုမင်းကြိုက်တဲ့ဘာကာဝယ်ကျွေးမယ်ကွာဟုတ်ပြီလားbro လေးတကယ်ပြောရတာဗျကျွန်တော်ဘာကာဝယ်ကျွေးမယ်ဆိုတာအေးကွာတကယ်ကွာအဲ့တော့ကြားပါတယ်ကွာမြန်ခုံချလိုက်တော့ကဲတွင်းရင် fighting ကွာ fighting တွန်းကဲ bro လေးကျွန်တော်ခုံချပြီနော် bro လေးဘေးပဲတာ ready 3 2 1 let's go ဂျာမလေးသေးပါပြီ bro လေးကဲပါကျိုးပါပြီမလေးသေးပါပြီမလေးကျိုးပါပြီအကုန်ရိုးတွေကျိုးကုန်ပြီမလေး oh my god 60ကျော် okay 90 okay ဟာရ90ကျော်ပဲရှိတယ်နေုံနေမရသေးဘူး oh my god bro လူကြီးက200ကျော်တောင်ဆိုတော့ငါထပ်ပြီးတော့ရိုးချိုးမှဖြစ်မယ်သူ့ကိုကြော်တက်မယ်လောက်တာ90 80ကျော် okay 90 nice 100 okay မရသေးဘူးကွာဟာရ100ကျော်ပဲရှိသေးတယ်ကွာလောက်ပါအောင်ကြာလောက်ပါမရတော့ဘူးကွာ100နဲ့ရိုးပဲချိုးနိုင်ခဲ့တယ်ကွာဘရိုလေးကဘယ်လောက်200ကျော်ဒီပွဲလဲငါရှုံးမြန်ပြီကွာဘရိုလေးကျွန်တော်ရိုးပေါင်း300ကျော်ကျွန်တော်ချိုးနိုင်ခဲ့တယ်ဗျငါတော့မှ200ကျော်ပဲချိုးနိုင်ခဲ့ရမင်းဟုတ်လို့လားကွာငါ့ကိုမင်းရွှီးနေရမလားဘရိုလေးကမရွှီးပါဘူးဗျတကယ်ပြောတာပါဗျအေးပါကွာဟုတ်ပါပြီကွာကဲထားလိုက်ပါတော့အဲ့ဆိုဒီပွဲမှာမင်းနိုင်နေကဲဂျယ်ရီရောမင်းရောချိုးမလားဟဲ့
လောက်ပါကွာဂျယ်ရီကမင်းချိုးလိုက်ပါကွာနော်ရဒါနောက်ဆုံးတစ်ခေါက်အနေနဲ့ကွာနော်ရတို့ဒီကျွန်တော်ခုံချတော့မယ်နော်ဘေးဘက်နေလာပြီဟေးဂျယ်ရီလာပြီကွာကြာအောင်မလေးကျိုးပါပြီအိုးရိုးတွေကျိုးစမ်းအများကြီးကျိုးစမ်းအိုး let's go oh my god okay 100ကျော်သွားပြီ nice ကျိုးတာ okay 100ကျော်156 oh my god let's go yes 200ကျော်ပြီ oh my god 200မရတော့နဲ့ဟာအေးပါကွာ200ကွက်တီပဲကွာအေးပါပြီကွာဒီပွဲလည်းငါရှုံးသွားပြန်ပြီโอเคအဲ့ဒီတော့ဒီပွဲမှာဘယ်သူနိုင်တော့လဲဆိုတော့အဲ့တော့တွန်မင်းနိုင်တော့တယ်ကွာမင်းဟိုရောဟွေလားကွာရိုးပေါင်း300ကျော်တော့မှဖြစ်နိုင်ပါမလားငါတော့မှ200ကျော်ပဲချိုးနိုင်ခဲ့တာကွာနော်ကဲကွာဘာဖြစ်ကွာငါယုံပေးလိုက်ပါမယ်အဲ့တော့ဒီပွဲမှာတွန်နိုင်သွားပြီကွာအဲ့တော့ကွာလားနောက်ထပ်တနေရာသွားကြစို့ကွာဗျာ bro လေးမပြီးနိုင်သေးဘူးလားဗျာထပ်ပြီးတော့ရိုးတွေချိုးအောင်မလားအေးကွာဒါငါတို့ရဲ့ challenge ပဲကွာဒါ GTA 5ထဲမှာငါတို့ဘယ်သူမှမလုပ်ဘူးတဲ့ဟာတွေငါတို့က challenge လုပ်တာကွာသိလားကွာမင်းတို့ဟို Klas ဆိုတဲ့ YouTuber ကိုသိလားအေးသူတောင်မှကွာ GTA 5ထဲမှာအဲ့လိုမျိုးလုပ်တာကွာအဲ့တော့ကွာငါလည်းငါရဲ့ idol အားကြလို့ကွာအဲ့ဒါကြောင့်မသူ့လိုမျိုးလိုက်လုပ်တာကွာနော်တော်တော်တော့မိုက်ပါနေကွာအဲ့တော့နောက်တစ်ခါဘယ်လိုမျိုးအယိုးချိုးမလဲဆိုတော့ငါ helicopter ကြီးစီးပြီးတော့နော်အပေါ်ကနေခုံချမှာကွာဘယ်လိုလဲမင်းတို့ကလာအောင်မလားဟာတော်ပြီ bro လေးတယောက်ပဲခုံချရင်ခုံချကျွန်တော်တို့ကတော့တော်ပြီအိမ်ပြန်တော့မယ် bro လေးဟုတ်တယ်ကျွန်တော်လည်းအိမ်ပြန်တော့မယ် bro လေး bye bye အေးပါကွာမင်းတို့ကလည်းအိမ်ပြန်တရားမလိုပါဘူးကွာမလိုက်လည်းမလိုက်ခင်နဲ့ငါတော့ helicopter စီးပြီးတော့ခုံချမယ်ကွာအဲ့တော့အကြိမ်မင်းတို့တေးကြရင်တော့ငါနဲ့မလိုက်ဘူးဆိုတာတေးကြတယ် bro လေးကျွန်တော်တို့မလိုက်ရဲဘူးဗျ bro လေးမှလည်း bro လေးတယောက်တည်းသွားတော့ okay ကွာငါပိုတောင်ကြိုက်သေးတယ်ကွာalright bro အဲ့တော့ကျွန်တော်တို့ဒီတစ်ခေါက် challenge ကတော့ကျွန်တော်တို့ဒီ helicopter ကြီးကိုစီးပြီးတော့ပေါ့ဟိုးအမြင့်ဆုံးအထိကျွန်တော်တို့ပြန်ပြီးရတယ်အဲ့ပေါ်ကနေကျွန်တော်တို့ခုံချမယ်ပေါ့ဒါကတော့တတိယမြောက် challenge ပဲဖြစ်ပါတယ်เนาะ okay let's go get them hey let's go bye bye ရရေး300ကျော်ရေးပြီးမှပဲတွေးကြစို့ကွာเนาะနက်ပြည်မှာပဲတွေးကြစို့ okay တကယ်လို့မင်းတို့စီငါပြန်မလာဘူးဆိုတော့အဲ့ဒါငါနက်ပြည်ရောက်နေပြီးတော့ငါနက်သမီးလေးနဲ့ကဲနေလို့ဒါမင်းတို့ထင်လိုက်တော့ကွာเนาะနက်ပြည်လိုက်ခဲ့တော့ alright အဲ့တော့ဒီတစ်ခေါက် challenge ကတော့ကျွန်တော်တို့ helicopter ကြီးစီးမယ်ဟိုးအမြင့်ဆုံးထိပြန်တမ်းမယ်เนาะကျွန်တော်ဗာလဲကျွန်တော်တို့အမြင့်ဆုံးတိုက်ပေါ်ကနေခုံချကျွန်တော်မသိဘူးပေါ့เนาะအယိုးက100ကျော်ပဲကျိုးတာဆိုတော့လေဟိုးအမြင့်ဆုံးထိကျွန်တော်ပြန်တမ်းပြီးတော့ခုံချကြည့်မယ်ဒီအောက်ကမြင်တွေ့နေရကျွန်တော်တို့ရဲ့ Los Santos မြို့ပေါ့เนาะ GTA 5ရဲ့မြို့တော်ကြီးเนาะ Los Santos မြို့เนาะမှတ်ထားအောင်okay မမြင်သေးဘူး okay oh my god တော်တော်ကြောက်စရာကောင်းတယ်เนาะoh my god okay ပေါ်ဆက်တက်ထားမယ် let's go oh my god ခုဆိုရင်ပေပေါင်း6000ကျော်ရောက်နေပြီเนาะပေပေါင်း6000ကျော်ရောက်နေပြီဒီလောက်ဆိုရင်ရတော့ပါပြီเนาะကဲ bro ready ဖြစ်ပြီလား ready 3 2don't let's go ခုံချပြီ hey bro လေးလာပြီ ooh let's go လုံးဝ aesthetic oh my god ဟိုရေးမိုက်တယ်ဟေးလာပြီတော့ ooh bro ကေကြပါဦး let's go အဲ့လိုမျိုးခုံချခြင်းတွေကကြားနေပြီ let's go ဘယ်နေရိုးချိုးမလဲ oh my god 300ကျော်တောင်ကျိုးသွားပြီ326ရိုးတောင်မှာလူရခဏကိုယ်ထဲမှာကျွန်တော်ရိုးပေါင်း200ကျော်ပဲရှိရလို့ကျွန်တော်ကြားသိရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်300ကျော်เนาะအဲ့ဆိုတော့ဒါကတော့အပြင်နဲ့ဂိမ်းထဲမှာနေတော့မတူဘူးပေါ့နော်ဂိမ်းထဲမှာကျွန်တော်ရဲ့ကောင်ရဲ့ခဏကိုယ်ထဲမှာအယိုးတွေကပုံများတာပေါ့ဗျာokay အဲ့တော့ကျွန်တော်ခုနကပြောတာလဲ200ကျော်ဆိုတာလဲကျွန်တော်ခံမှန်းမိပြောတာเนาะ bro ရောဘယ်နေရိုးလို့ထင်ကြလဲဆိုတော့ comment section မှာဖြေခဲ့ပြပါအောင်เนาะအဲ့တော့ဒါကတော့ကျွန်တော်ရဲ့ challenge 3ပေါ့เนาะအဲ့တော့ challenge 3ပြီးတော့ဆိုတော့ challenge 4ကိုစလုပ်ပါမယ် challenge 4ကပါလဲဆိုတော့ကျွန်တော်ကားတိုက်ခံပြီးတော့ကျွန်တော်ရိုးချိုးပါမယ်เนาะဒီကတော့တော်မိုက်တယ် okay ဟိုမှာကားရင်ငါဝင်တိုက်စမ်းလာတိုက်ကားဝင်တိုက်စမ်းအော်အေးပါကွာကားကျွန်တော်ဝင်တိုက်တာမဟုတ်ကျွန်တော်ကကားကိုဝင်တိုက်တာအေးပါကွာတိုက်လိုက်စမ်းပါကွာမင်းတို့ကောင်တွေကလည်းရော်ချေးပေးစရာမလိုဩအေးပါကွာလှုပ်တိုက်လှုပ်တိုက်ဩဘယ်လိုလုပ်ရပါမလဲโอเคရုတ်တရက်ကျွန်တော်တို့ကားရှိကိုသွားမှာဖြစ်မယ်เนาะဒီတိုင်းရှိရနေအဲ့လိုကြီးမြန်မာလိုကြီးဝင်ပြေးရင်တော့ကားကတော့ဝင်တိုက်မှာမဟုတ်ဘူးเนาะမတိမတာလေးပေါ့ဗျာเนาะโอเคမတိမတာလေးတိုက်ဩငါ့ကိုကားတိုက်ပါဆိုမှကွာတိုက်စမ်းငါ့ကိုတိုက်ဒီပါကွာဟဲ့ဒီ challenge ကနည်းနည်းခတ်တယ်ကွာโอเคဟိုမှာလာပါမောကားကြီးလာโอเคဟောတက်ကြိတ်ဝင်တိုက် ready
3 2โอ้จ้าမလေးကားပေါ်တက်လိုက်သေးတယ်ဟဲ့အောင်မင်းငါကားပေါ်တက်ခိုင်းတာမဟုတ်ကားတိုက်ခံခိုင်းတာပါဆိုမှဟေးကျွဟုတ်သေးဘူးကွာโอเคဟိုမှာဝင်တိုက်โอ้เอ้ let's go ရောက်ရင်20ကျော်26ရိုးတယ်โอเคရပြီ challenge အောင်သွားပြီเนาะโอเค challenge အောင်မှကိုဖြစ်ပါကျေးဇူးအများကြီးတင်ပါတယ်ကားဆရာကြီးကျွန်တော်ကားနဲ့ဝင်တိုက်ပေးလို့เนาะโอเคကျွန်တော်ကသူများနဲ့မတူကျွန်တော်ကားနဲ့ဝင်တိုက်တဲ့လူကျွန်တော်ကျေးဇူးတင်နေရတယ်เนาะ26ရိုးကျိုးသွားပြီเนาะโอเคဒီမှာရိုးကျိုးတာလေးကဒီမှာပါရင်เนาะ screen မှာတစ်ခါလေးပါပြီးသားဗျာเนาะဒါ mod ထည့်ထားတာဗျ26ရိုးကျိုးတာအဲ့တော့ကျွန်တော်တို့ challenge 4လည်းကျွန်တော်တို့လုံးနိုင်ခဲ့ပြီအဲ့တော့ challenge 5ကဘာလဲဆိုတော့ကျွန်တော်ယထာတိုက်ခံရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ယထာစီကိုသွားလိုက်ကြစို့ဗျာ alright ကဲတော့ရွေလာယထာလာတော့မယ်ထင်တယ်ကွာเนาะခဏစောင်းလိုက်အောင်မယ်โอเคယထာကြီးမြင်မြင်လာအောင်ကွာအေးဟိုမှာလာပြီတော့ရွေဘေးဘက်တာမင်းတို့ရောလိုက်မလားโอเคကဲ challenge ကျွန်တော်4ကတော့ကျွန်တော်တို့challenge 5ကတော့ကျွန်တော်ယထာတိုက်ခံရမယ်เนาะโอเค ready ဖြစ်ပြီလားတော့ရွေလာအေးအောင်ယထာမင်းလိတ်ထဲတောင်နေလိုက်တာကွာโอเคဘေးဘက်ယထာရှီကိုဖြတ်ပြေးရမယ်လာပြီဟေး ready 3 2โอ้ยပြေးနေပြေးပါဆိုမှကွာနေုံခဏယထာခဏနေုံငါ့ကိုတိုက်အောင်ကွာအေးအောင်တိုက်ပါဆိုမှအေး let's go အေးအောင်30ကျော်ပဲ16တဲ့နေုံပြန်လာအောင်ဟောမယထာတက်စီးပြန်လာပြီโอเคဝင်ကျုံတော့ငါ့ကို ready 3 2โอ้ยဝင်တိုက်အေးပါကွာယထာရက်သွားလိုက်တယ်ငါယထာရက်လို့ရလာဟဲ့ကောင်မင်းယထာမောင်းစရာငါဖြတ်တီးလိုက်လို့ကွာမင်းဘာလို့ရက်လိုက်တာလဲဟမ်အေးပါကွာဒီပုံတိုင်းဆိုရင်မဖြစ်ဘူးယထာရက်လို့ရတယ်ဗျာနော်ပုံမှန်ဆိုရင်ယထာတွေကအချိန်နဲ့ဆိုရင်လုံးဝရက်လို့မရအောင်ဒီယထာကဘာလဲကွာဟမ်နေဒီယထာစရာနည်းနည်းတော့ဖြတ်တီးလိုက်အောင်မယ်ဟဲ့အောင်အေးပါကွာငါဒီကောင်ထွက်ပြေးသွားပြီထားလိုက်ပါတော့โอเคဘာဖြစ်ခုနကတော့ကျွန်တော်တို့16ယူတော့ကျိုးသွားရင်နော်ယထာကကျွန်တော်ကိုတိုက်လို့မဟုတ်ကျွန်တော်ကယထာကိုသွားတိုက်လိုက်တာယူ16ယူတော့ကျိုးသွားပြီအဲ့တော့နေယထာကိုထပ်ဆောင်အောင်မလားယထာကတော့ကျွန်တော်မနက်တစ်ခေါက်လာပြီဆိုတော့ကျွန်တော်ညမှာနောက်တစ်ခေါက်ထပ်လာတော့မှထင်တယ်နော်အဲ့တော့စောင့်မနေတော့အဲ့တော့ဘာဖြစ်ကျွန်တော် challenge 5ကိုတော့ကျွန်တော်လုံးနိုင်ခဲ့ပေါ့ယထာနဲ့ဝင်တိုက်ခံပြီးတော့ကျွန်တော်အယူ16ယူကိုကျွန်တော်ချိုးနိုင်ခဲ့ပြီပေါ့အဲ့တော့ကျွန်တော်နောက်ဆုံး challenge တစ်ခုကိုလုံးလိုက်ကြစို့ဗျာကဲ bro welcome to နောက်ဆုံးရိုးချိုး challenge နောက်ဆုံးရိုးချိုး challenge ကနေအားလုံးကြိုးစလိုက်ပါခင်ဗျာအဲ့တော့ bro ဒီမှာကျွန်တော်ဘယ်နေရာရောက်နေလဲဆိုတော့ bro ကျွန်တော်ကြည့်လိုက်တော့ဗျာအမလီအောက်တောင်မကြည့်ရဘူးဒါတော့ပြောရမယ်ဆိုရင်ကဘာမှာအမြင့်ဆုံးဗျာနော်တာဝါတာကြီးပဲဖြစ်ပါတယ်ဟိုးမှာကျွန်တော်တို့ခုနခုံချခဲ့တဲ့တောင်နော်အိုက်တောင်ထက်69ဆမြင့်တယ်နော်10ဆတောင်မဟုတ်69ဆတောင်မြင့်တယ်ဟိုကတောင်လေးကတေးလေးဒါကြီးနဲ့ရှင်လိုက်တော့တွေ့တာဒီကောင်ကြီးကတော်တော်ကြီးကိုမြင့်နေဗျာဟိုမှာကျွန်တော်တို့မြို့တောင်မှမြင်တော့မမြင်ရတော့ဘူးဗျာနော်အဲ့တလောက်ကြီးကိုမြင်တာဟိုမှာအောက်မှာတွေ့တာโอเคအဲ့တော့ကျွန်တော်ဒီပေါ်ကနေเนาะပထမခုံချမှာပေါ့เนาะဒါတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကဘာပေါ်မှာပထမဆုံးဒီအမြင့်ဆုံးတာဝါတိုင်းပေါ်ကနေခုံချရမြန်မာနိုင်ငံသား YouTuber အလွန်ဆိုပြီးတော့ကျွန်တော်စံချိန်တင်ချင်လို့ပါခင်ဗျာเนาะဘယ်သူမှဒီလိုမျိုးခုံမချဘူးသေးဘူးเนาะဘယ်နိုင်ငံမှာခုံမချဘူးသေးဘူးအဲ့တော့ကျွန်တော်ပထမဆုံးခုံချမယ်လူသားတစ်ယောက်ဖြစ်ချင်လို့ပါเนาะဒါတော့ကျွန်တော်ရဲ့ဘယ်လိုပြောရမလို့မသိခင်လောက်သွားတဲ့အရာတွေထဲမှာတစ်ခုပါပဲပေါ့เนาะဒါတော့ bro don't try this at home เนาะ this is dangerous ဒီဗီဒီယိုကြည့်ပြီးတော့ရှောက်ပြီးတော့အိမ်မှာခုံချမနေနဲ့เนาะ alright ဒါတော့ဂိမ်းထဲမှာမလို့เนาะကြိုးပြောထားပါ okay never try this at home okay အဲ့တော့ကျွန်တော်တို့ခုံချပါမယ်မြင်တဲ့အတိုင်းပဲတော်တော်ကြီးကိုညင့်ပါတယ်အောက်ကိုတော့မကြည့်ရဘူးကြည့်လိုက်ပါဦး yes တဲ့ကွာဟေးအောင်တေးသေးလေးဖြစ်သွားနော်ကဲတော့ Jerry ဟိုကောင်ကြီးကဟိုမှာဒီကောင်ကြီးမခုံချရဲလို့ထွက်ပြေးနေကြတယ်နဲ့ကဲအဲ့တော့ဒီအပေါ်ကနေခုံချရင်ကျွန်တော်တေးလဲတေးကောင်းတေးနိုင်တယ်မတေးဘဲနဲ့လည်းအယိုးတွေကျိုးသွားနိုင်တယ်ပေါ့နော်ဒီပေါ်ကနေခုံချဆိုကနေကကျွန်တော်တေးမှာပါနော်မတေးဘဲနဲ့တော့မရှိပါဘူး ready 3 2 1 let's go let's go bro ပြောတယ်အို oh my god bro ကျွန်တော်ကဘာအမြင့်ဆုံးတာဝါတိုင်းပေါ်ကနေခုံချပါပြီပြော let's go အလွင်ကွာ oh my god ရောကြာကြီးပဲ oh my god let's go အလွင် oh my god ရောက်တော့မယ် oh တေးမလားရိုးတွေပဲကြိုးသွားမလားတေးမလားငါတေးမလား oh my god ရောကြည့်တော့လေးပေါ်မှာဝဲနေပြီလေးပေါ်မှာဝဲနေပြီဆိုတာဒါပဲလေးပေါ်မှာဝဲနေပြီလေးပေါ်မှာလွင့်နေပြီပြောတာတင်းနေပေါ်မှာလွင့်နေပြီ let's go ကြာအော်တေးသွားပြီတဲ့ဗျာအေးပါကွာကျွန်တော်တေးသွားပြီ
Alright yes challenge နောက်ဆုံးတော့ကျွန်တော်လုံးနိုင်ခဲ့ပြီပေါ့ Alright bro နောက်ဆုံးတော့ကျွန်တော်ရဲ့အယိုးချို challenge တွေကအားလုံးအောင်သွားပါပြီခင်ဗျာနော် challenge 6ခုစလုံးကျွန်တော်အောင်သွားပါပြီခင်ဗျာအဲ့တော့ bro ရောဒီအယိုးချို challenge ကို bro ကြိုက်ကြတာဗျာတော်တော်မိုက်တယ်နော်အဲ့တော့ကျွန်တော်လိုမျိုး like ပြီးတော့လုံးမနေနဲ့နော်ကျွန်တော်ကတော့ဒီမှာနက်ပြည်ရောက်သွားပြီဗျဂိမ်းထဲမှာပြောရနော်အဲ့တော့ bro ကျွန်တော်ရဲ့ video လေးကိုလည်းကြည့်နေတက်ဆိုတော့ like and subscribe လေးတောက်ချက်နှိပ်ခဲ့ပြီးပါခင်ဗျာbro ကိုနောက်ထပ်အမိုင်စား GTA5 gameplay video တွေမှာပြန်ပြီးတော့တွေ့ရပါမယ်GTA5 fan တွေဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာချစ်ချစ်ပေးတာကြောင့်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ bye bye ကဲအဲ့တော့ game ထဲမှာတော့ရိုးတွေချိုးလို့ပြီးသွားပြီဆိုတော့ကျွန်တော်အခုအပြင်မှာသွားချိုးလိုက်အောင်မယ်ဗျာဂျာ